阿龙明了吧？上北上帕么啦？个罗耶那么个比达崩库落孬皮巴嘞？我叫耶阿牛那么个乌迪张么家？我叫耶尼亚历萨个龙金昂拉接约个皮巴嘞？我叫阿库大文谈上大个家了，米吉那大有sin youth commission耶，youth right 安尼呢，大文谈上你的皮巴嘞？阿库我叫了米吉那该乌达达那。youth commission အနေနဲ့ဦးဆောင်ပြီးတော့မြစ်ကျနာဂိုင်းဥတတနာတစ်ခုလုံးမှာရှိကြတဲ့ဒီ parish တိုင်းဒီဘုံတော်ကြီးတစ်ပိုင်းအတီးတီးကလူငယ်ခေါင်းဆောင်တွေရဲ့ဝတ်ဆောင်ခြင်းနဲ့အစည်းအဝေးကိုဝါကြော်တို့ပြုလုပ်နေတာဖြစ်တယ်ဒီလိုမျိုးဝတ်ဆောင်ခြင်းနဲ့အစည်းအဝေးပြုလုပ်ရခြင်းရဲ့ရည်ရွယ်ချက်ကိုဝါကြော်အနေနဲ့ပြောပြချင်ပါတယ်ရည်ရွယ်ချက်က၅ချက်ရှိတယ်ပထမရည်ရွယ်ချက်ကဘာလဲဆိုရင်ဒီမြစ်ကျနာဂိုင်းဥတတနာအတွင်းရှိဘုံတော်ကြီးတစ်ပိုင်းနဲ့အတီးတီးကလူငယ်ခေါင်းဆောင်တွေဝိညာဉ်ခွန်အားရယူဖို့ဖြစ်တယ်ဒီလိုမျိုးဝိညာဉ်ခွန်အားရယူပြီးတော့ဒီ2023ဒီနှစ်တစ်မှာဝိညာဉ်ခွန်အားအပြည့်နဲ့ပို့ပြီးတော့ဆက်ကပ်နိုင်ဖို့ကြိုးစားနိုင်ဖို့ဝါကြောင့်အနေနဲ့ရည်ရွယ်တာဖြစ်တယ်ဒုတိယရည်ရွယ်ချက်အနေနဲ့ကကြတော့ဒီမြစ်ကျနာဂိုင်းဥတတနာအတွင်းရှိဖုံးတော်ကြီးတစ်ပိုင်းအတီးတီးကလူငယ်ခေါင်းဆောင်တွေအချင်းချင်းချစ်ခင်ရင်းနှီးပြီးတော့စီးလုံးညီညွတ်လာဖို့အတွက်ဝါကြောင့်အနေနဲ့ရည်ရွယ်တာဖြစ်တယ်တတိယရည်ရွယ်ချက်ကဒီ2023မှာဒီလူငယ်အခန်းကဏ္ဍကိုကျွန်တော်တို့ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ဒီ planning စီမံကိန်းဆွဲဖို့ဝါကြောင့်အနေနဲ့ရည်ရွယ်တာဖြစ်တယ်စတုဒ္ဓရည်ရွယ်ချက်ကဘာလဲဆိုရင်ဒီမြစ်ကျနာဂိုင်းဥတတနာတစ်ခုလုံးဒီမြစ်ကျနာဂိုင်းဥတတနာအတွင်းမှာရှိတဲ့ဘုံတော်ကြီးတစ်ပိုင်းအတီးတီးကလူငယ်ခေါင်းဆောင်တွေသူတို့ဥဆောင်ပြီးတော့2020မှာသူတို့လှုပ်ရှားခဲ့တဲ့လှုပ်ဆောင်ခဲ့တဲ့အရာတွေပြီးတော့အခက်အခဲတွေအောင်မြင်မှုတွေကိုအချင်းချင်းဝေမျှပြီးတော့ခွန်အားယူဖို့ဝါကြောင့်အနေနဲ့ရည်ရွယ်တာဖြစ်တယ်။နောက်ဆုံးရည်ရွယ်ချက်ကဘာလဲဆိုရင်ဒီ2022တစ်ခုလုံးမှာလူငယ်ခေါင်းဆောင်တွေကကိုယ့်ရဲ့ဘုံတော်ကြီးတစ်ပိုင်းမှာအတီးတီးသူတို့ကဆက်ကပ်ခဲ့ကြတယ်၊စူးစမ်းခဲ့ကြတယ်။ဒါကြောင့်မို့အားလိုက်ရဲ့ယူတဲ့အနေနဲ့နော်ဒီကိုမရောက်ဘူးတဲ့နေရာရောက်ပြီးတော့လေပတ်မယ်။အားလိုက်ရဲ့ယူဖို့ဝါကြောင့်အနေနဲ့ရည်ရွယ်တာဖြစ်တယ်။ဒီရည်ရွယ်ချက်၅ချက်နဲ့ဝါကြောင့်တို့ဒီမြစ်ကျနာဂိုင်းဥတတနာဒါဆိုရင် youth commission ကဦးဆောင်ပြီးတော့ဒီဖုံးတော်ကြီးတစ်ပိုင်းအတီးတီးရှိလူငယ်ခေါင်းဆောင်တွေရဲ့ဝတ်ဆောင်ခြင်းနဲ့အစည်းအဝေးကိုပြုလုပ်ရခြင်းဖြစ်ပါတယ်။ဝါကြောင့်လူငယ်တွေအားလုံးကိုဒီ2023ခုနှစ်အတွက်ဝါကြောင့်အနေနဲ့ခွန်အားပေးခြင်းဝေမျှခြင်းတာပါလေဆိုရင်ဝါကြောင့်အနေနဲ့ S လေးလုံးကိုဝါကြောင့်အနေနဲ့ဝေမျှခြင်းတယ်။ဒါကြောင့်မို့မြစ်ကျနာဂိုင်းဥတတနာတစ်ခုလုံးမှာရှိတဲ့လူငယ်တွေအားလုံးဒီနှစ်2023မှာဒီ 4S ကိုကျွန်တော်တို့ကကျင်းကြံလှုပ်ဆောင်နိုင်မယ်ဆိုရင်ဒီနှစ်ကျွန်တော်တို့တကယ်အောင်မြင်တဲ့လူငယ်ပိုကောင်းတဲ့လူငယ်တယောက်ဖြစ်လာမှာဖြစ်တယ်ဒါကြောင့်ဝါကြောင့်အနေနဲ့အနေငယ်ဝေမျှခြင်းတယ်ပထမ S ကဘာလဲဆိုရင် smile ဖြစ်ပါတယ်ကျွန်တော်တို့ကလူငယ်ကောင်းဆောင်ပဲဖြစ်ဖြစ်လူငယ်တွေအားလုံးပဲဖြစ်ဖြစ်ကျွန်တော်တို့ကအမြဲတမ်းကျွန်တော်တို့ကပြုံးနေဖို့လိုအပ်တယ်ပျော်ရွှင်စွာဝမ်းမြောက်စွာနဲ့ကျွန်တော်တို့ကကိုလုပ်ရမယ့်အရာကိုဆက်ကပ်ရမယ့်အရာကိုကျွန်တော်တို့ကပျော်ရွှင်ဝမ်းမြောက်စွာကျွန်တော်တို့ကဆက်ကပ်ဖို့လိုအပ်ပါတယ်ဒါကြောင့်မို့အမြဲတမ်းပြုံးဖို့ဝါကြောင့်အနေနဲ့ခွန်အားပေးခြင်းတယ်ဒုတိယ S ကဘာလဲဆိုရင် sweet ဆိုတာဖြစ်တယ်ဒါကကျွန်တော်တို့လူငယ်တွေချိုတာသောစကားယဉ်ကျေးတိမ်မွေ့သောစကားကောင်းမွန်သောစကားကိုကျွန်တော်တို့ကအမြဲတမ်းပြောဆိုရမှာဖြစ်တယ်ဒါမှသာလျှင်ကျွန်တော်ရဲ့ဘဝအသက်တာမှာအောင်မြင်တဲ့လူပြီးတော့ကောင်းမွန်တဲ့လူတစ်ယောက်ကျွန်တော်တို့ဖြစ်လာမှာဖြစ်တယ်တတိယ S ကဘာလဲဆိုရင် smart ဆိုတာဖြစ်တယ်ကျွန်တော်တို့က smart ကြကျွန်တော်တို့ကဝိဇ္ဇာဆင်ရင်နေထိုင်တတ်ဖို့လိုအပ်တယ်ဒါကြောင့်မို့ဝါကြောင့်အနေနဲ့တတိယအနေနဲ့ဝါကြောင့်ခွန်အားပေးချင်တာကကျွန်တော်တို့ကတန်တန်ရှင်းရှင်းတတရရနဲ့ဝိဇ္ဇာဆင်ရင်နေထိုင်တတ်ဖို့အတွက်ဝါကြောင့်အနေနဲ့ခွန်အားပေးချင်တယ်နောက်ဆုံး S ကဘာလဲဆိုရင် spirituality ဖြစ်တယ်ဝိညာဉ်ရေးဖြစ်တယ်ဒါကြောင့်မို့ကျွန်တော်တို့ဒီ2023မှာကျွန်တော်တို့လူငယ်တွေဝိညာဉ်ခွန်အားကိုဝိညာဉ်ရေးမှာကျွန်တော်တို့ကစူးစမ်းရအောင်လို့ဝါကြောင့်အနေနဲ့ခွန်အားပေးခြင်းနဲ့ဒါကြောင့်မို့လူငယ်တွေအားလုံးဒီ2023ဒီနှစ်တစ်မှာကျွန်တော်တို့ကဒီ 4S ကိုကျွန်တော်တို့လှုပ်ဆောင်နိုင်အောင်ကျွန်တော်တို့စူးစမ်းရအောင်နံပါတ် 1S က smile ဖြစ်ပါတယ်နံပါတ်2က sweet ဖြစ်ပါတယ်နံပါတ်3က smart ဖြစ်ပါတယ်နံပါတ်4ကကျတော့ spirituality ဖြစ်ပါတယ်လူငယ်တွေအားလုံးကိုဒီ 4S နဲ့အားလုံးကိုနော်ခွန်အားပေးညဝေခြင်းဖြစ်ပါတယ်အားလုံးကိုဖျားကောင်းချီးပေးပါစေအားလုံးထေရှောရပါကျမနာမည်တော့မအီလစ်ဘတ်ဆေးလက်ဖြစ်ပါတယ်ကျမပန်ဆောင်ပါရစ်နဲ့လာခဲ့ပါတော့ကျမနာဂလူမျိုးဖြစ်ပါတယ်
အခုဘူဒါကိုလာခဲ့ရကျမဒီ annual retreat စီဝဲလာခဲ့ရပါတော့ကျမအရန်ပြောပါတယ်လို့ဒီစီဝဲကိုလာချင်းအဖြစ်ကျမအတတမှာရန်အများကြီးတွေ့ကြုံခံစားရတယ်ပေါ့နော်ပြီးလေကျမမဆုံမကြုံဖူးတဲ့တငယ်ချင်းနဲ့အများကြီးနဲ့ကြုံရတဲ့အတွက်လည်းအရန်ဝမ်းသာပါတယ်နော်ဒီစီဝဲဒီမှာစီဝဲဒီမှာနားထောင်ခဲ့ရတဲ့အတွက်လည်းဘဝတတမှာအများကြီးပညာဘုဒ္ဓတာတွေရပါတယ်နော်အားလုံးကြည်ကြွရောင်းပါအားလုံးကျေးဇူးတင်ပါတယ်ช่างไปยังพม่างานเนี่ยจอนพงดังไงยี่คงรับเสียงไงสลับบีโร่จนก็มิจินาพุ่งตัวจีตไปดูไงอุกตะจอนพงดังไปปาร์สลับบีโร่ที่พุทธอูกองกระจองมาจนรู้ทีวันสี่ลุงเมียอุสบีโร่จนรู้มิติ้งนี้วุฒิกตยลายชิพปาร์ที่มายาวเลยชิมาจนรู้พุ่งตัวจีตไปอาทิตย์สี่ลุงกองสมญานี่เลยยินดีคุยยักษ์แต่เลยจนเนี่ยအလုံးကိုဝန်တာအရာပါတယ်ပြီးတော့ဆက်လက်ပြီးဒီမှာကျွန်တော်တို့ဝတ်ဆောင်မှာဖျားရနှုတ်ကပတ်တော်ကိုပူချပေးတဲ့ဖာရာအဖော်ကလေးကျေးဇူးတင်တယ်ပြီးတော့ဒီကျွန်တော်တို့လူငယ်များလည်းအလုံးကိုဟောရပါတယ်လို့ပြောကြားလိုပါတယ်အလုံးကိုကျေးဇူးတင်ရှိပါတယ်